ဟိမဝန္တာရဲ့အေးစိမ့်တဲ့ညတွေကလူတစ်ယောက်ကိုယူသွတ်ထွားစေနိုင်တယ်။ဒါပေမဲ့အဲ့ဒီညမှာတော့ကျွန်တော်ယူမသွားခဲ့ပါဘူး။ကျွန်တော်ရဲ့အတိတ်ကျွန်တော်ရဲ့နာမည်နဲ့ကျွန်တော်ရဲ့တွဲတာမှုအားလုံးကိုမာနန်းရွာရဲ့တင်ချိုင်းကုန်းထဲမှာမြုံနှန်းဖို့ဆုံးဖြတ်ခဲ့တဲ့ညပေါ့။ဆရာကြီးဘိုင်ယာပါကကျွန်တော်ရဲ့အဝတ်အစားတွေဖုံးတဲ့အိတ်လေးကိုမြစ်ထဲပစ်ချခိုင်းတယ်။ပြီးတော့မီးတင်ကြွယ်ရာကရလာတဲ့ပြားဖြူတွေကိုကျွန်တော်တကိုယ်လုံးမှာလူပေးလိုက်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာအပြင်ကအီးနေပေမဲ့အတွင်းထဲမှာတော့မီးတောင်တစ်ခုပေါက်ကွဲတော့မလို့ပြင်းပြင်းထန်ထန်ပူလောင်နေခဲ့တယ်။မလွတ်နဲ့စရာမင်းရဲ့ကြောက်စိတ်တွေကမင်းရဲ့အမြင့် root မှာရှိနေတယ်လို့ဆရာကြီးကတတိပေးတယ်။ကျွန်တော်မျက်စိမှိတ်ပြီးတရားထိုင်နေရင်ရုတ်တရက်ကျွန်တော်ရဲ့အတိစိတ်တွေဟာမှောင်မဲနေတဲ့မြေကြီးအောက်ထဲကိုမြုပ်ဆင်းသွားတယ်လို့ခံစားလိုက်ရတယ်။အေးအမောင်ထဲမှာဦးခေါင်းခုနှလုံးပါတဲ့နဂါနတ်ကြီးတစ်ကောင်ကကျွန်တော်ကိုစောင့်ကြိုနေခဲ့တယ်။သူ့ရဲ့မျက်လုံးတွေကသွေးလိုหนีရဲနေမိကျွန်တော်ကိုဝါမျိုးတော့မဲ့အတိုင်းပဲတပြိုင်နက်ထဲမှာတဲ့အမောင်ထဲကနေဟေမန်ရဲ့အသားတွေကြားနေရတယ်ဇေယငါ့ကိုကယ်ပါဦးနဲ့အဲ့ဒါဟာလှည့်စားမှုတွေပဲဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော်အန်ကိုတင်းတင်းကြည့်အကြောက်တရားကိုဘေးဖယ်ပြီးအဲ့ဒီငကားရဲ့မျက်လုံးတွေကိုတဲ့တဲ့စိုက်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲနဂါးကြီးဟာတောက်ပတဲ့အနီရောင်အလင်းတန်းတွေအဖြစ်ပြောင်းလဲသွားပြီးကျွန်တော်ရဲ့ကြောရိုးတစ်လျှောက်စီးဝင်သွားတော့တာပဲကျွန်တော်မျက်လုံးပြန်ပွင့်လာတဲ့အခါလောကကြီးကအရင်လိုမဟုတ်တော့ဘူးကျွန်တော်ရဲ့ခြေထောက်တွေကမြေကြီးတွေကိုအမြင့်တွယ်ထားဘလို့ခိုင်မာနေပြီးမြေကြီးရဲ့တုန်ခါမှုအတိုင်းကိုကျွန်တော်ရဲ့နှလုံးခုန်တန်းလို့ခံစားနေရပြီကျွန်တော်သိလိုက်ပြီကျွန်တော်ရဲ့ပထမဆုံးသောစွမ်းအားဇက်ကမူလာဓာရချက်ခရာနိုးထွားသွားပြီဆိုတာကျွန်တော်မျက်လုံးပွင့်လာတဲ့အချိန်မှာမြင်လိုက်ရတာကတော့ဆရာကြီးဘိုင်ယာပါရဲ့မျက်နှာပါဆရာကြီးရဲ့မျက်လုံးတွေကကျွန်တော်ကိုကြည့်ပြီးအယောင်တွေတောင့်နေတယ်ငကိုကခတ်ထန်းလာတဲ့ဆရာကြီးရဲ့မျက်နှာမှာအခုတော့အတိုင်းအစာမရှိဝမ်းသာဂုံယူနေတဲ့အပြုံမျိုးပေါ်နေတာဗျာဆရာကြီးဘိုင်းရပါကကောင်းတယ်ဇေယအရန်ကောင်းတယ်ငါကိုယ်တိုင်တောင်ဒီ root chakra ပြင်ဖို့အတွက်ဟိမဝန္တာရဲ့နှင်းတွေမှာနှစ်ပေါင်းများစွာအသားတွေပတ်ခတ်အောင်ကျင့်ရတာမင်းကတော့တညတည်းနဲ့မြေကြီးရဲ့အမြစ်ကိုစုပ်ကိုကင်နိုင်ခဲ့ပြီဆရာကြီးကကျွန်တော်ရဲ့ပခုံးကိုခိုင်ခိုင်မာမာစုပ်လိုက်ပြီးသူ့ရဲ့တပြည့်ခေါင်းတစ်ယောက်ကိုရလိုက်တဲ့အလားကြည်နုနေတယ်ပြီးတော့သူကဆက်ပြောတယ်မှတ်ထားစေရ root chakra ရတဲ့သူဟာဘယ်တော့မှအကြောက်တရားရဲ့ကြွံမဖြစ်တော့ဘူးမင်းရဲ့ခန္ဓာကိုယ်ဟာတမလီလိုခိုင်မာသွားပြီမြေကြီးရဲ့ဓာတ်အဆိုတွေကမင်းကိုအကာအကွယ်ပေးလိမ့်မယ်ကဲစမ်းသပ်ကြည့်အောင်ဆရာကြီးကပြောဆိုနဲ့ဘေးနားကကြီးမားလာတဲ့ကြောက်တုံးကြီးတစ်လုံးကိုကျွန်တော်စီလှမ်းပစ်လိုက်တယ်အရင်ကဆိုကျွန်တော်ကြောက်လန့်တကြားရှောင်မိမှဖြစ်ပေမဲ့အခုတော့ကျွန်တော်ရဲ့ခြေထောက်တွေကမြေကြီးထဲကိုတန်းမိုးရိုက်ထားတယ်လို့ခိုင်မြဲနေတယ်ကျွန်တော်လက်တစ်ဖက်ထဲနဲ့ပဲအဲ့ဒီကြောက်တုံးကြီးကိုအာသာလေးဖမ်းထားလိုက်နိုင်တယ်ဗျာအဲ့ဒီအချိန်မှာဆရာကြီးပိုင်ရပါကကောင်းကင်ကြီးကိုမောက်ကြည့်ပြီးသူ့ရဲ့အားရပါရအတန်ကြီးနဲ့ဟိမဝန္တာတောင်တန်းကြီးတုံဟင်းသွားရောင်အော်ဟစ်လိုက်တော့တာပဲအောင်ပြီအဲ့ဒီအတန်ဟာတင်းချိုင်းကုန်းကြီးလုံးအောင်ဟင်းထွက်သွားပြီးကျွန်တော်ရဲ့ရင်ထဲမှာလည်းအရင်ကမရှိခဲ့ဘူးသောယုံကြည်မှုတွေပြည့်လံခဲ့ပါတော့တယ်